အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ဂျပန်စာရှင်းလင်းတင်ပြချက်လေးကနေနှွေးထွေးစွာကြိုဆိုပါရစေ။အရင်ပိုင်းတွေမှာအခြေခံအကြောင်းဆုံးဖြစ်တဲ့ XD YPD ဆိုတဲ့ဝက်ချာတီစောပုံကိုအားလုံးပဲအောင်မြင်စွာတက်မြောက်ခဲ့ကြပြီဖြစ်ပါတယ်။ဆိုတော့ဒီနေ့မှာတော့အဲ့ဒီအခြေခံကောင်းချီကိုဆက်လက်တိုးချဲ့ပြီးပိုးမအစင်းမြင့်ကျတာရာပိုင်းကိုစိတ်ဝင်စားစရာကောင်းအောင်အထူးတူလေ့လာသွားကြပါမယ်။ကဲအားလုံးပဲအစင်းသင့်ထိနေပြီလို့ယုံကြည်ပါတယ်။ ဟုတ်ပြီဒီနေ့ကျွန်တော်တို့အစင်းစင်းတက်လန်းသွားမယ့်အကြောင်းအရာလေးတွေကိုကြည့်လိုက်ရအောင်နံပါတ်1ဂျပန်အတိတ်ကာလဝါကြများနံပါတ်2အငင်းဝါကြပြောင်းလဲခြင်းနံပါတ်3အတိတ်ကာလအငင်းဝါကြများနေ့နောက်ဆုံးနံပါတ်4သင်ခန်းစာအနှစ်ချုပ်ပြလဲသုံးသပ်ခြင်းဆိုပြီးအစင်းလိုက်လေ့လာသွားကြပါမယ်အပိုင်း1ဂျပန်အတိတ်ကာလဝါကြများ Japanese past tense sentences ပစ္စုပန်ကာလအတည်ပြုဝါကြတွေကိုတော့အားလုံးမြင်ပြီးပြီးသားဖြစ်မှာပါဥပမာကျွန်တော်ကဆရာဝန်ဖြစ်ပါတယ်လို့မျိုးပေါ့အခုတော့ပြီးခဲ့တဲ့အတိတ်ကာလအကြောင်းကိုဘယ်လိုပြောရမလဲဆိုတာကိုစကြည့်ကြပါမယ်ဒီအတည်ပြုဝါကြလေးတွေကနေအတိတ်ကာလကိုပြောင်းဖို့ဆိုတာအန်ပြောစရာကောင်းလောက်ကိုလွယ်ကူပါတယ်အခြေခံဖြစ်တဲ့ XY လက်စုကနေ XY လက်စီတာလို့ပြောင်းသွားတာလေးကိုတတိပြုမိမှာပါဟုတ်ပါတယ်ဝါကြရဲ့အဆုံးသတ်လေးကိုတက်စုကနေတက်စီတာလို့ပြောင်းလဲလိုက်အောင်ရဲ့အတိတ်ကာလကိုတိုက်ရိုက်ရည်ညွှန်းနိုင်သွားပါပြီဒါကိုရှင်းလင်းပြတာတဲ့တင်ချပုံဒီလေးတစ်ခုလို့သဘောထားလိုက်ပါ XY Y နဲ့ရှိတာဆိုတဲ့ဒီအဓိကတိဆောက်ပုံကိုစိတ်ထဲမှာတေချာလေးမှတ်သားထားလိုက်ပါဒါဟာအဓိကလာဝါကြတွေတိဆောက်ဖို့အတွက်အခိုင်အမာဆုံးခြေခံအုံးမြစ်ပဲဖြစ်ပါရဲ့ကဲအခုလေးလာထားတဲ့ပုံသေးသေးလေးကိုလက်တွေ့အသုံးချကြည့်ကြရအောင် I am a doctor နဲ့ he is a student ဆိုတဲ့ဂျပန်ဝါကြအတိပြုပုံစံတွေကိုစိတ်ထဲကနေအတိတ်ကာလပြောင်းကြည့်ကြပါမယ်ခဏလေးစဉ်းစားကြည့်ပါနော်အဖြေမှန်နေကတော့ဒီတိုင်းမှာပါပဲအဆုံးသက်ကိုပြောင်းလဲလိုက်တဲ့ yuti ကိုတတိထားမိမှာပါ私は医者でしたね彼は学生でしたဖြစ်ပါတယ်ဂျပန်စာလေ့လာရမှာအတန်ထွက်ကအရန်အရေးကြီးတဲ့အတွက်အားလုံးပဲကြဲကြဲလောင်လောင်အတန်ထွက်ပြီးအတူတူလိုက်ပြောကြည့်ဖို့တိုက်တွန်းချင်ပါတယ်နောက်ထပ်လေ့ကျင့်ခန်းမလုပ်ခင်မှာအရန်အရေးကြီးတဲ့ဝဟာရအတ္တိတွေကိုမိတ်ဆက်ပေးပါစေစာဒုနာပြုကိုခန်းကိုရှိလုခေါ်ပြီးအင်ဂျင်နီယာကိုတော့အင်ဂျင်နီယာလုခေါ်ပါတယ်ဒီနေရာမှာအထူးသတိပြုရမယ့်စီမင်းတစ်ခုရှိပါတယ်အင်ဂျင်နီယာလို့ပြင်ပကနေမွေးစားထားတဲ့စကားလုံးတွေကိုရေးတဲ့အခါကာတာကနာအခရာကိုမဖြစ်မနေသုံးရပါမယ်နောက်တစ်ခုကတော့ဒီနေ့နေထားခဲ့တယ်ဆိုတဲ့ကျိုးဝါဟာတွေပဲဖြစ်ပါတယ်ဟုတ်ပြီအခုလီလာလိုက်တဲ့ဝါဟာရအသက်တည်နဲ့အတိတ်ကာလပုံသေးနည်းကိုပေါင်းဆက်ပြီးအလွတ်စပေါ်စံသက်ချက်လေးတစ်ခုလုပ်ကြည့်ကြမယ်ကျွန်တော်အမေဟာတူနာကျူရှိခဲ့တယ်ကျွန်တော်အဖေဟာအင်ဂျင်နီယာချစ်ခဲ့တယ်နဲ့ဒီနေ့နေတာခဲ့တယ်ဆိုတဲ့ဝါကြသုံးချောင်းကိုဂျပန်လိုဘယ်လိုပြန်ဆိုမလဲစိတ်ထဲကနေအမြန်စဉ်းစားကြည့်ပေးပါကဲအဖြေလေးတွေကိုတိုက်ကြည့်အောင်母は看護師でした父はエンジニアでしたね今日は晴れでしたလို့ထိပါတယ်ဆိုတော့ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါလဲဆိုရင်ဒီတတားပုံတွေနည်းကဘလောက်တောင်ပုံမှန်အလုပ်လုပ်တယ်လဲဆိုတာပါပဲရှိကစကလုံးလေးဘလောက်ပဲပြောင်းသွားပါစေအားလုံးရဲ့အဆုံးသတ်မှာ digital လေးတက်ပေးလိုက်ရုံပါပဲအားလုံးရဲ့တိုးတက်မှုကတကယ်ကိုတည်တာလာပါတယ်အပိုင်းနဲ့အငင်းဝါကြပြောင်းလဲခြင်း changing to negative sentencesအခုတော့ဒုတိယမြောက်အဆင့်ကိုတက်လန်းကြမယ့်အချိန်ရောက်လာပါပြီ။အစုံတစ်ခုဟာမဟုတ်ပါဘူးဆိုတာကိုယုံကြည်မှုရှိရှိဘယ်လိုရှင်းပြမလဲဆိုတာကိုလေ့လာကြပါမယ်။အတီးပြုဝါချက်ရဲ့နောက်ဆုံးအပိုင်းဒက်ဆုနေရာမှာအငင်းဝါချက်အတဲ့ဒေဝအာရီမှာဆန်လို့ပြောင်းလဲလိုက်ရုံပါပဲ။အတိတ်ကာလတုန်းကပြောင်းလဲခဲ့တဲ့ UT အတိုင်းပါပဲ။အဆုံးသက်အပိုင်းလေးကိုအစားထိုးလိုက်ခြင်းတတ်ပါပဲ။ XY ဒေဝအာရီမှာဆန်ဒါကတော့အတိကအငင်းဝါချက်ပုံသေးနည်းအတိဆုံးဖြစ်ပါတယ်။နည်းနည်းလေးပို့ရှယ်ရတဲ့ဆိုပေမဲ့စိတ်မပူပါနဲ့ဒီတတာစီမင်းအစ်စ်ကိုမျက်စိထဲမှာတေချာမှတ်သားနိုင်ဖို့ခဏလေးချိန်ပေးပါမယ်အငင်းဝါကြကိုမလေးချင်းခင်မှာလူမျိုးလေးကိုဖော်ပြချင်တဲ့အခါတုံးရတဲ့တက်ရက်လာတဲ့စီမင်းတစ်ခုကိုပြောပြချင်ပါတယ်အရန်လွယ်ပါတယ်နိုင်ငံအမည်ရဲ့နောက်မှာဂျင်းဆိုတဲ့စကားလုံးလေးထည့်ပေးလိုက်ရမှာပဲဥပမာအမေရိကန်လူမျိုးဆိုရင်အမေရိကရဲ့နောက်မှာဂျင်းထည့်ပြီးအမေရိကဂျင်းကနေဒါလူမျိုးဆိုရင်ကနေဒါဂျင်းဆိုပြီးလွယ်လွယ်ကူကူမှတ်သားနိုင်ပါတယ်တကယ်ကတော့ဝင်တဲ့ချက်လေးပါအခုတော့အငင်းဝါးကြားပုံစံတဲ့နဲ့ခုနကလူမျိုးပြစီမင်းကိုပေါင်းစပ်ပြီးလေ့ကျင့်ခန်းလုပ်ကြည့်ကြပါမယ်ကျွန်တော်ကအမေရိကန်လူမျိုးမဟုတ်ပါဘူးသူမကကနေဒါလူမျိုးမဟုတ်ပါဘူးနဲ့သူကထောင်းမဟုတ်ပါဘူးဆိုတဲ့အစာကြောင်းတွေကိုဂျပန်လိုဘလို့ပြန်ဆိုမလဲစဉ်းစားကြည့်ကြရအောင်အဖြေမှန်တွေကတော့ဒီလိုဖြစ်ပါတယ်မှန်ကန်တဲ့အတန်ထွက်ရရှိဖို့အတွက်အားလုံးပဲလိုက်ပြောကြည့်ပေးပါနော်私はアメリカ人ではありません彼女はカナダ人ではありません彼はトムではありませんအရန်ကောင်းပါれ
လေ့ကျင့်လေကျွမ်းကျင်လေဆိုတာမမေ့ပါနဲ့ အပိုင်း3အတိတ်ကာလအငင်းဝါကြများ past negative sentences ကဲနောက်ထပ်အပိုင်းကိုဆက်သွားသည်ဒါတွေအကုန်လုံးဘလို့ပေါင်းဆက်သွားလဲဆိုတာကြည့်လိုက်ကြအောင်ဒါကတော့ဒီနေ့ရှင်းလင်းတင်ပြချက်ရဲ့အမြင့်ဆုံးအဆင့်ဖြစ်တဲ့အတိတ်ကာလနဲ့အငင်းဝါကြနှစ်ခုစလုံးကိုပေါင်းဆက်ထားတဲ့ပုံစံပဲဖြစ်ပါတယ်ပုံတင်နည်းကတော့ x y တွေဝအရိမတ်စင်တရှိတာဖြစ်ပါတယ်ဒီလိုရှင်းလာပါတဲ့ပုံစံကြီးကိုကြည့်ပြီးမစိုးရင်ပါနဲ့ဒါဟာကျွန်တော်တို့တည်ပြီးသားဖြစ်တဲ့အငင်းဝါကြအဆုံးသတ်တွေဝအရိမတ်စင်နဲ့အတိတ်ကာလတရှိတာတို့ကိုယူတီကြကြပေါင်းဆက်လိုက်တာတက်တက်ပါပဲတကယ်တော့နားလည်ဖို့အရန်ကိုလည်းကူပါတယ်ဒီနေ့တန်ခန်းစာရဲ့နောက်ဆုံးဘာသာပြန်လေ့ကျင့်ခန်းလေးကိုရောက်ရှိလာပါပြီသူမဟာဆီယာမတယောက်မဟုတ်ခဲ့ပါဘူးနဲ့သူဟာအင်ဂျင်နီယာတယောက်မဟုတ်ခဲ့ပါဘူးဆိုတဲ့ဒီအစစ်မြင့်အတိတ်ကာလအငင်းဝါကြတွေကိုစိတ်ထဲကနေရှင်းဖန်လို့ဘလို့ပြန်ဆိုမလဲဆိုတာတေချာလေးစဉ်းစားကြည့်ပေးပါအားလုံးပဲကုန်ယူပါတယ်အဖြေတွေကတော့ကနိုဂျိုဝါဆန်ဆေဒေဝါအရီမဆန်ဒစ်တာနဲ့ခါရေဝါအင်ဂျင်နီယာတွေဝါအရီမဆန်ဒစ်တာတို့ပဲဖြစ်ပါတယ်ဒီလောက်ရှည်လျားတဲ့တရားဒီစုပ်ပုံကြီးကိုမှန်ကန်စွာသဘောပေါက်နောက်လေးခဲ့ပြီးဖြစ်တဲ့အတွက်နောက်ဆုံးပြန်လဲသုံးသက်ခြင်းအဆင့်ကိုမတွားခင်မှာလေးလာသူတို့အနည်းပဲယုံကြည်မှုတွေအပြည့်အဝရရှိနေပြီလို့ယုံကြည်ပါတယ် အပိုင်း4သင်ခန်းစာအနှစ်ချုပ်ပြန်လည်သုံးသပ်ခြင်း lesson summary review ကဲအခုတော့ဒီနေ့အခြေပေးပြီးလေ့လာသင်ယူခဲ့သမျှအရာအလုံးကိုရှင်းလင်းပြသွားတဲ့အနှစ်ချုပ်တစ်ခုအနေနဲ့ပြန်လည်စုစည်းကြည့်ကြမယ့်အချိန်ကိုရောက်လာပါပြီအားလုံးရဲ့မှတ်ဉာဏ်ထဲမှာဆွေးမြဲသွားအောင်ဒီအနှစ်ချုပ်စရာလေးကိုတေချာလေ့လာကြည့်အောင်အဓိကချက်ကတော့ x dy 50ဆိုတဲ့ပုံသင်နည်းရဲ့မတူညီတဲ့အခြေအနေလေးခုဖြစ်တဲ့ပိစုပန်အတိတ်အဒီဖြူအငင်းပုံစံတွေဟာစနစ်တကျဘလို့အခြေအဆက်မိမိဖွဲ့စည်းထားလဲဆိုတာကိုဒီမှာရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်ဒီစရာလေးကိုသာတေချာမှတ်သားထားရင်ဝါချက်ဒီရှောက်တဲ့နေရာမှာလုံးဝမဆရာကြောင်မရှိတော့ပါဘူးဒီကနေ့လေ့လာမှုအစီအစဉ်လေးကိုလက်တွေ့အင်စာလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါရဲ့ဒီနေ့သင်ယူခဲ့တဲ့ဘ ഹു တုဒအသက်တွေကိုစမ်းသပ်တဲ့အနေနဲ့ဒီပေးထားတဲ့စာကြောင်းတွေကိုဂျပန်လိုဘယ်လိုပြောမလဲဆိုတာအောက်ကမှတ်ချက်ပေးတဲ့နေရာမှာဝင်ရောက်ရေးသားပေးဖို့ဖိတ်ခေါ်လိုက်ပါရဲ့ဒီစင်မြင့်တက်တာတွေကိုလက်တွေ့ထုံးကြည့်ဖို့အစဉ်သင်ဖြစ်နေပြီလားမှတ်ချက်ဒီထဲမှာတွေ့ကြမယ်နော်နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအတူတူဆက်လက်လေ့လာနိုင်ကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ရှင်းလင်းတင်ပြချက်လေးကညှိနှွေးထွေးစွာကြိုဆိုပါရစေဂျပန်စာကိုဒီနေ့သွားမယ့်အစီအစဉ်လေးတွေကတော့အခြေခံတရားစီမင်းအသက်မွေးဝမ်းကြောင်းဆိုင်ရာလေ့ကျင့်ခန်းနိုင်ငံသားဖြစ်ကြောင်းဖော်ပြနည်းနိုင်ငံသားဆိုင်ရာလေ့ကျင့်ခန်းနဲ့နောက်ဆုံးကိုယ်ပိုင်ဝါကြတီတိဆောက်ကြမယ်ရှင်းလင်းပြီးတိုက်ရိုက်သွားမယ့်အစီအစဉ်လေးတွေမို့အားလုံးအဆင်ပြေတွေလိုက်နိုင်မှာအသေးကြပါပဲအပိုင်း1အနေနဲ့အခြေခံတရားစီမင်းဟစ်တဲ့အထူးပုံသင်နည်းကိုစကြည့်ကြမယ်နော်ဂျပန်တတာရဲ့ပထမဆုံးခြေလမ်းလေးကိုလမ်းထိချတာပေါ့ဒီအဓိကပုံတင်နည်းလေးကိုအရင်ကြည့်လိုက်ကြစို့ S ဟာ Y ကြည့်ပါတယ်ဆိုတဲ့ပုံစံလေးပါတကယ့်ကိုလီကိုတုံးလေးတွေစက်ကလိုမျိုးအရာကိုရိုးရှင်ပါတယ်ဒီမှာအရေးကြီးဆုံးရှုွက်ချက်လေးတစ်ခုကတော့အလဲကဟာဆိုတဲ့အခါလေးပါပဲတာမန်ဆိုရင်ဟာလို့အတန်ထွက်ပေမဲ့ဒီလိုဝါကြမျိုးမှာတရားဆိုင်ရာအဆက်အဆက်အနေနဲ့သုံးတဲ့အခါဝါလို့အတန်ထွက်တာပါတယ်ပြီးတော့ဝါကြအဆုံးမှာ test လေးထည့်လိုက်ရင်ယဉ်ကျေးတဲ့ဝါကြတစ်ကြောင်အပြည့်စုံရသွားပါပြီပေါ်ပြီးမြင်သာထောင်းအောင်ဥပမာလေးတစ်ခုကြည့်အောင်ဝတာရှိဝဆန်စီဒစ်ဒီမှာဆိုရင် S နေရာမှာကျွန်တော်တို့မော်ကျမလို့အဓိပ္ပာယ်ရတဲ့ဝတာရှိကိုအစားထိုးလိုက်တယ် Y နေရာမှာတော့ဆရာတို့မော်ဆရာမလို့အဓိပ္ပာယ်ရတဲ့ဆန်စီကိုထည့်လိုက်တယ်ဒါဆိုရင်ကျွန်တော်ဟာဆရာတယောက်ဖြစ်ပါတယ်ဆိုတဲ့ပြည့်စုံတဲ့ဝါကြလေးဖြစ်သွားပြီပေါ့အရင်လွယ်တယ်မဟုတ်လားအဖိုင်းနဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာလေ့ကျင့်ခန်းလေးလုပ်မဲ့အချိန်ရောက်ပါပြီအခုဆိုအထူးပုံတင်နည်းကိုသဘောပေါက်သွားပြီဆိုတော့လက်တွေ့စမ်းကြည့်ကြမယ်လေကိုယ်တိုင်ဝါကြမဖွင့်ခင်ဒီမှာလူအမြင့်အခြေခံဝါဟာရလေးကိုအញ្ញံဖတ်ထားရအောင်ငါတော့မဟုတ်ကျွန်တော်ကျမကိုဝါတာရှစ်လို့သုံးပါတယ်ဆရာဝန်ကြတော့အီရှာပေါ့သူဆိုတဲ့ယောက်ျားလေးနန်းစားကိုခါရဲလို့ခေါ်ပြီးသူမကိုတော့ခါနှုတ်ကျလို့ခေါ်ပါတယ်ဒီစကလုံးလေးတွေကိုစိတ်ထဲမှာတိတ်ခါလေးမှထားပေးနော်ကဲပထမဆုံးစင်ခေါ်မှုလဲလာပါပြီခုနတင်သွားတဲ့ပုံတင်ကြီးရဲ့ဝါဟာရတွေရဲ့ပေါင်းပြီးငါဟာဆရာဝန်ဖြစ်ပါတယ်ဆိုတာကိုဂျပန်လိုဘယ်လိုပြောမလဲX နေရာမှာဘာထည့်မလဲ Y နေရာမှာဘာထည့်မလဲဆိုတာစက္ကန့်အနည်းငယ်လောက်အချိန်ယူပြီးစဉ်းစားကြည့်လိုက်ပါဟုတ်ပါပဲအဖြေမှန်ကတော့ Watashi wa Asia des ပါ X နေရာမှာ Watashi ကိုထည့်ပြီး Y နေရာမှာ Asia ကိုအဝင်ခွင့်ချထည့်လိုက်ကြပါပဲကဲအားလုံးပဲအတန်ထွက်ပြီးအတူတူလိုက်ပြောကြည့်ရအောင် Watashi wa Asia des လုံးဝဆက်ပြေးတယ်နော်နောက်တစ်ကြောင်းဆက်သွားမယ်သူဟောကန်ချစ်ပါတယ်ဆိုတာကိုရောဘယ်လိုပြောမလဲသူဆိုတဲ့ယောက်ျားလေးနာမည်ကိုဂျပန်လိုပါခေါ်လဲပြန်စစ်စားကြည့်တိကျလိုက်တာအဖြေကကာရဲဝကန်ဒက်စ်ပါပဲဒီမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်က
လူနာမည်တွေဖြစ်တဲ့ကန်တို့ပါတော့ကိုလေဝိုင်နေရာမှာအလွယ်တကူထည့်သုံးလို့ရတယ်ဆိုတာပါပဲကာရဲနဲ့ကန်ကိုဝိုင်နဲ့ desk ချာမှာညှက်လိုက်ရုံပဲလေ ဒီအပိုင်းအတွက်နောက်ဆုံးမိခွန်းလေးပါသူမဟာဂျက်စီကာဖြစ်ပါတယ်ဆိုတာကိုရောဂျပန်လိုဘယ်လိုဖွဲ့မလဲခဏလောက်အချိန်ပေးမယ်နော်စဉ်းစားကြည့်ပါ အဖြေကတော့ရှင်းရှင်းလေးပါပဲကာနိုချိုဝါဂျက်စီကာဒစ်ဖြစ်ပါတယ်အခုဆိုရင်ဂျပန်လိုဝါကြလေးတွေကိုအဖြေပေးနဲ့ကိုယ်တိုင်ကျွမ်းချမ်းချင်းတိစောက်လာနိုင်ပြီဆိုတော့တကယ့်ကိုဂုဏ်ယူစရာပါပဲမမိလွယ်အောင်ကာနိုချိုဝါဂျက်စီကာဒစ်လို့ထက်ခါလေးရွတ်ကြည့်ပေးပါ အပိုင်း3အနေနဲ့နိုင်ငံသားဖြစ်ကြောင်းဖော်ပြနေကိုဆက်သွားပါမယ်ဒီပုံတင်နေလေးကိုပဲနည်းနည်းထပ်ချဲကြည့်ပြီးလူတစ်ယောက်ရဲ့နိုင်ငံသားဖြစ်တည်မှုကိုပြောကြည့်ကြတာပေါ့ လူတစ်ယောက်ရဲ့နိုင်ငံသားထားကိုပြောဖို့ဆိုရင်တကယ်ကိုလွယ်ကူတဲ့တင်ချပုံတင်နည်းလေးလိုပါပဲအဆင့်ထူးဆင့်ပဲရှိပါတယ်ပထမဆုံးနိုင်ငံအမိကိုယူမယ်ဥပမာဂျပန်ဆိုရင်နီဟွန်ပေါ့ဒုတိယအဆင့်ကအဲ့ဒီနိုင်ငံနာမည်တော့မှာလူလို့အဓိပ္ပာယ်ရတဲ့ဂျင်းဆိုတာလေးကတ်ထက်လိုက်ဟိုပါပဲဒါဆိုရင်တတိယအဆင့်ရလက်ညင်နဲ့နီဟွန်ဂျင်းဆိုတော့ဂျပန်လူမျိုးဆိုပြီးအလိုလိုဖြစ်သွားပါပြီနိုင်ငံနာမည်ကိုယူမယ်ဂျင်းထည့်မယ်ရှင်းတယ်နော် အပိုင်း၄အနေနဲ့နိုင်ငံသားဆိုင်ရာ၄ချိန်ခံဒီလုပ်ကြည့်ကြပါမယ်အခု၄တင်သိခဲ့ရတဲ့စီမင်းအသည့်လေးကိုအသက်သွင်းကြည့်ရအောင် စမ်းကြည့်ရအောင်ကျွန်တော်ဟာဂျပန်လူမျိုးဖြစ်ပါတယ်လို့ပြောချင်ရင်ဘယ်လိုဝါကြဖွဲ့မလဲခုနကနိုင်ငံနာမည်တော့မှာဂျင်းထည့်ကနီလန်းလေးကိုပထမဆုံးသင်ခဲ့ရဲ့ပုံတင်နည်းနဲ့တွားပေါင်းကြည့်လိုက်ပါ ကြက်သွားပြီမဟုတ်လားအဖြေကတော့ဝတရှိဝနီဟွန်ဂျင်ဒက်စ်ပါပဲ S နေရာမှာဝတရှိ Y နေရာမှာနီဟွန်ဂျင်ဆိုပြီးထည့်လိုက်ရုံပါပဲအားလုံးအတူတူအတန်ထွက်ကြည့်ပါအောင်ဝတရှိဝနီဟွန်ဂျင်ဒက်စ် နောက်တစ်ကြောင်းထပ်စမ်းမယ်သူဟာ American လူမျိုးဖြစ်ပါတယ်ကိုရောဘယ်လိုပြောမလဲ America ကိုဂျပန်လို America လို့ပဲသုံးပါတယ်ဒါဆို American လူမျိုးဆိုရင်ဘာဖြစ်သွားမလဲဝါကြကရောဘယ်လိုဖြစ်မလဲစဉ်းစားကြည့်ပါမှားပါတယ် America နောက်မှာဂျင်းထည့်လိုက်တော့ America ဂျင်းဖြစ်သွားတာပေါ့ဒါကြောင့်ဝါကြအကိဆုံးကခါရဲဝ America ဂျင်း desk ဖြစ်သွားပါတယ်တတစီမီလေးတွေကတစ်ခုနဲ့တစ်ခုဘလောက်တောင်ချိုးချောမွေးမွေချစ်ဆက်သွားလဲဆိုတာတကယ့်ကိုအံ့ဩစရာပါပဲ အခုနောက်ဆုံးအပေါ်ဆူတဲ့ကျင့်ခံလေးတစ်ခုလုပ်ကြည့်မယ်နော်လူမျိုးမဟုတ်ပဲတာမန်နန်းစာလေးတစ်ခုနဲ့တွေ့ကြည့်မယ်သူမဟာတငယ်ချင်းဖြစ်ပါတယ်ဆိုတာကိုပြောခွင့်လို့တငယ်ချင်းကိုသူမောသားကြီးလို့ခေါ်ပါတယ် တကယ်ကိုတော်ကြပါမယ်အဖြေကတော့ကာနိုဂျိုဝသူမိုဂျာချီဒက်စ်ပါပဲဒီလေ့ကျင့်ခန်းတွေကိုအောင်အောင်မြင်မြင်လိုက်လို့နိုင်ခဲ့ရဆိုရင်တော့တကယ်ကိုရှယ်ပဲအပြာလန်လေ့ကျင့်ရတဲ့အပိုင်းလေးကိုဒီမှာပဲရပ်လိုက်ပါမယ် အပိုင်းကကိုပိုင်ဝါချမ်းနဲ့ဒီစောချင်းနဲ့နေကုန်းချုပ်ပါမယ်ရှင်းလင်းတင်ပြချက်ရဲ့နောက်ဆုံးပိုင်းကိုရောက်လာပါပြီဒီအချင်းတိုးလေးတွေမှာဂျပန်စာရဲ့အရေးကြီးဆုံးအခြေခံအုတ်မြစ်ကိုနားလည်သွားပြီးတွေ့တွေ့မှုအများကြီးရရှိခဲ့ပြီဖြစ်ပါတယ် ဘာသာတကားတစ်ခုကိုလေ့လာရမှအရေးကြီးဆုံးကထက်ခါလေ့ကျင့်ခြင်းပါမယ်။ဒါကြောင့်ဒီနေ့သင်ယူခဲ့တဲ့အဓိကဝါချလေးတွေကိုလက်တက်ပြက်ပြန်ငွေကြည့်ကြရအောင်။ဝတရှိဝအီရှိဒက်စ်ဝတရှိဝညောင်းချင်ဒက်စ်နဲ့ကာရဲဝအမေရိကချင်ဒက်စ်တို့ပဲဖြစ်ပါတယ်။ဒီပုံတင်နည်းနည်းကိုရသွားပြီဆိုရင်ဘလို့စကားလုံးမျိုးနဲ့မဆိုအစားထိုးပြီးသုံးသွားလို့ရနေပါပြီ။တကယ်ကိုအသုံးဝင်တဲ့အခြေခံပါပဲ။ ဒီနေ့ရှင်းလင်းတင်ပြချက်လေးကိုကဆုံးမသက်ခင်မှာအင်စာလေးတစ်ခုပေးချင်ပါတယ်။အခုတင်သွားတဲ့ X ဟာ Y ချစ်ပါတယ်ဆိုတဲ့ပုံသင်နည်းလေးကိုသုံးပြီးတော့ကိုပိုင်ဝါကြအသက်ညချောင်းဒါမှမဟုတ်3ချောင်းလောက်ဖန်တီးကြည့်ပါ။ပြီးရင်အဲ့ဒီဝါကြလေးတွေကိုမှတ်ချက်တွေထဲမှာဝင်ရေးပေးခဲ့ဖို့တိုက်တွန်းချင်ပါတယ်။အားလုံးရဲ့ဖန်တီးမှုလေးတွေကိုဖတ်ဖို့စောင့်မျှော်နေပါမယ်။